ဒီလားတရားကြီးကိုတမကားပေါ်ကနေပြီးတော့လိုက်ကြည့်လိုက်ပါအောင်အပေါ်မှာတော့ရန်ကုန်ဘက်ကအဆင်းနဲ့တက်အောက်ကတော့ရန်ကုန်ဘက်ကနေတက်လာဒီလားဘက်ကိုသွားမယ်အင်းကြီးကအဲ့လိုကားအသေးလေးပဲသွားလို့ရတယ်လို့ပြောဆက်သိတယ်အဲ့ကနေပြီးတော့ဟိုဘက်ကန်ရောက်ဖို့တော်တော်ကိုသွားတယ်တရားလည်းချင်းကလန်းနဲ့ဟိုကျိုးတိုင်းနာကိုရောက်ဖို့ကလည်းအဝေးကြီးပဲတမီးလေးမော်ပြီလမ်းကတော့ညီးပြီးတော့အိနေတယ်ညဘက်ဆိုလို့ရှိရင်အဲ့ထဲမှာတရားပေါ်မှာဓာတ်ပုံရိုက်တဲ့လူတွေတက်တော်ရိုက်တဲ့လူတွေရောတော်တော်ဟိုလူတွေအများကြီးပဲစီးကားနေရပဲညဘက်ကတော့အဲဒီမှာညဘက်ပုံကဒူးရတယ်တော်တော်လှအားကြောင့်လည်းပဲဟိုရက်ကတော့7 နာရီည7 နာရီပိတ်လိုက်တယ်သူပြောတယ်လူတွေကအရင်များကားတွေကပိတ်ပြီးတော့ညဘက်လည်းတော်တော်လှနေကမိုင်းမှာလည်းတော်တော်လှစောက်တဲ့အင်ဂျင်နီယာတွေရဲ့ဒီဇိုင်းရတယ်တော်တော်ကောင်းတယ်ပြောလှတယ်ပေါ့ရန်ကုန်မြို့မြင်ဝင်ကိုလည်းအကုန်လုံးမြင်ရတယ်ဘေးမှာလည်း9 ပေလောက်ရှိရဲ့ဒီလောက်ဘက်ကိုသွားတယ်အဲဒီဂျိုးလူရေးပိုက်ကြီးလည်းပါတယ်ဒီလောက်ဘက်ကရေးမကောင်းဘူးလို့ကြားဘူးတဲ့အဲ့တော့လက်သမီးနဲ့ရေးနေအဓိကလိုတာပဲလေအဲ့တော့ရေးရပြီရေးရတော့ဂျိုးလူရေးလို့လည်းပြောတယ်ညပိုက်ကြီးကတော့အကြီးပဲဓာတ်ပုံလေးရိုက်ကြတဲ့လူတွေတော်တော်ကိုစီတီကာဖုံးမလို့တော့ရမ်းမိုက်ဒါပေါ်မှာလည်းလိုပဲစောက်လို့သားဆောက်လူရေးလောက်သားတွေတချို့နေရာလေးတွေကျန်တဲ့ဟာလေးလက်စားတက်နေရပါတော်တော်လေးလှတယ်မြည့်ရဲ့ view ကလည်းတော်တော်မိုက်တမော်ကြီးတွေဖြတ်သွားတာတွေလေတမန်လေးတွေသွားတာတွေအစတော်တော်လေးလည်းလှတယ်တော့တရားဟိုဘက်ကိုဆင်းနေပေါ့အဆင်းရလည်းအရှိကြီးပဲဟုတ်တော်ကိုတရားပေါ်မှာတော်ကိုငြိမ်တယ်ကားစီရတာငြိမ်ပြီးတော့အိနေရတယ်အစင်းတဲ့တော်တော်ရှိရှိလေးမောင်းရတယ်ကောင်းပါတယ်ဘာလို့လဲလာနေရအောင်ညီမနဲ့ရောက်သွားမယ်တရားကြီးပေါ့ကျမ်းမာကြီးဒီကကျမ်းမာကြီးဆိုလို့ရှိရင်လည်းပဲအရေးပေါ်တစ်ဘက်ကိုလာမယ်ဆိုလည်းပဲတို့လည်းကိုညီမဆန်းဆန်းလုပ်ရတာပေါ့ဘာလို့လဲပြီးတော့ရန်အကျိုးရှိတဲ့တရားကြီးပါ